အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေပြန်လဲကြိုးလိုက်ပါတယ်ဒီတစ်ခါမိတ်ဆွေတို့ကိုမျှဝေပေးတဲ့နည်းပညာလေးကတော့မိမိတို့ရဲ့ Facebook မှာအကြောင်းမျိုးမျိုးကြောင့်မိမိကိုတစုံတရာကဖြစ်ဖြစ်နှောက်ယှက်လာတည်ရှိသော report လုပ်တဲ့နည်းပညာလေးကိုအသုံးချပြီးတော့ဒီ video file လေးကိုပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒီနည်းပညာလေးအဆိုရင်ကျွန်တော်ရဲ့ဒီ account ဘက်ကနေကြည့်ပြီးတော့အသုံးပြုစေလိုပါတယ်ခင်ဗျာဒီလိုနည်းပညာလေးတွေကိုကြည့်ရှုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးလုပ်ပေးတော့ပါဦးခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့ report လုပ်မဲ့ account ကိုအပေါ်မှာရှိတဲ့ကျွန်တော်တို့ဒီ icon လေးပေါ့နော်ဒီ icon လေးကိုနှိပ်ပြီးတော့ report လုပ်မဲ့ account ကိုဒီမှာရှာပါမယ်ဒီနေရာမှာမိမိ report လုပ်ရှင်တဲ့ account ကိုတစ်ချက်တည်းလုပ်လိုက်ပါခင်ဗျာဒီလိုပေါ်လာပြီဆိုရင်ဒီဘက်မှာမိုးဆိုတဲ့ဟာကိုလေးတစ်ချက်လုပ်ပါမယ်ဒီနေရာမှာ file support or report profile ဆိုတဲ့ဟာကိုလေးတစ်ချက်လုပ်ပါမယ်ဒီနေရာမှာ fake name fake account ဆိုတဲ့ဟာကိုလေးတစ်ချက်လုပ်ပါမယ်လုပ်ပြီးလို့ရှိရင်အမှာ set ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပါမယ်ခင်ဗျာဒီလိုပေါ်လာလို့ရှိရင် report profile ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပါမယ်ခင်ဗျာဒီလိုပေါ်လာလို့ရှိရင် I believe that this call again people comment G ဆိုတဲ့ဟာကိုအမှတ်ချပြီးတော့ report လုပ်ပါမယ်ဟုတ်ပြီမှာ submit to Facebook for review ပေါ့နော် Facebook ကနေဒီအခု report လုပ်လိုက်တဲ့ account ကိုပြန်ကြည့်မယ်ဆိုတဲ့သဘောပဲပါခင်ဗျာဒီမှာအမှတ်ရှိကြာတော့ပြီဆိုရင်ဒုံးကိုနှိပ်လိုက်ပါနောက်တစ်ချက် move ကိုနှိပ်ပါမယ် file support or report profile ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပါမယ်ဒီမှာနောက်တစ်ခါ fake name ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပါမယ် set ကိုတစ်ချက်နှိပ်ပါမယ်ခင်ဗျာဒီနေရာမှာကျွန်တော်ဒီအလီဒုံးဆိုတဲ့ဟာကိုနှိပ်ပြလိုက်ပါခင်ဗျာဒါဆိုရင်တော့ report လုပ်ပြီးပါပြီအကောင့်ချမကျဆိုတာကိုတော့ကျွန်တော်Facebook တင်ကနေအကြောင်းပြန်မှာဖြစ်ပါတယ်ခင်ဗျာ note ကိုတစ်ချက်နှိပ်ကြည့်ပါမယ်ဒီနေရာမှာအကြောင်းပြန်လာမှာဖြစ်ပါတယ်ခင်ဗျာ Facebook တင်ကနေခု report လုပ်တဲ့အကောင့်ကိုပြန်လေးစစ်ဆေးပြီးတော့ဒီနေရာမှာ note အနေနဲ့ဝင်လာမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့အဆင်ပြေမလို့မျှော်လင့်ပါတယ်